မိဘအိမ်မှာနေပြီးမိဘလောက်စာစားခဲ့တော့ကအဖေကလည်းအမေကလည်းဆိုတဲ့စကားကိုသားသမီးတွေဟာရဲရဲတင်းတင်းပြောဆိုနိုင်ခဲ့ကြတယ်သားသမီးတွေရဲ့လစာကိုမိဘတွေမျှော်ရတဲ့အချိန်ကြတော့ဒီသားဒီသမီးတွေညှို့ညင်သွားမလားဆိုတဲ့စိုးရိမ်စိတ်တွေကြည်ပြူရဲ့လားဆိုတဲ့စိုးရိမ်စိတ်တွေအစင်ရောပြည့်ရဲ့လားဆိုတဲ့ဂယုဏစိတ်တွေကြောင့်မိဘတွေဟာစကလုံးတော်တော်များများကိုမျိုးသိပ်ပစ်ခဲ့ကြတယ်သူတို့အစင်မပြေလဲအစင်ပြေပါတယ်ဆိုတဲ့စကားကိုပဲရွေးပြီးပြောတတ်ကြတယ်တရွေ့ရွေ့နဲ့အသက်ကြီးအိုမင်းလာတဲ့မိဘတွေမှာရိုင်နဲ့လာတဲ့ခန္ဓာကိုယ်နဲ့အတူအားငယ်စိတ်ဆိုတာအလိုလိုရောက်လာကြတာပါပဲသားသမီးကိုကြွေးမွေးစောင့်ရှောက်ခဲ့ကြတဲ့ဘဝကနေသားသမီးကိုပြန်လည်မိခိုရတဲ့ဘဝကိုရောက်သွားခဲ့ကြပြီဆိုတော့ဒီလိုအရှိန်နဲ့ဒီလိုအရှိန်မျိုးမှာသားသမီးတွေရဲ့ဘဝင်မကျစွာပြောလိုက်တဲ့မာကြမ်းကြမ်းစကားသံတွေစိတ်မရှိသလိုမကျေနပ်သလိုဖြစ်နေတဲ့အပြုအမူတွေဟာမိအိုဖအိုတွေရဲ့ရင်ဘတ်ထဲမှာတော့တကယ်ကိုစူးတွေပါပဲစိတ်မချမ်းသာရင်လည်းကြိတ်ပြီးဝမ်းနဲ့ယုံမှလွယ်ပြီးမိဘအများစုကတော့ထုတ်မပြောကြတော့ပါဘူးအစားတလုံးဒုတ်တစ်ချက်ပုံစံမျိုးပေးကမ်းလာတဲ့သားသမီးတွေရဲ့ရွှေနှဲစာကိုဘယ်မိဘကစားဝင်ပါမလဲအကြည့်ပြီးအိုမင်းသွားခဲ့လို့ဒါဒီသားဒီသမီးတွေရဲ့ရွှေနှဲစာကိုမိကိုနေခဲ့ရပြီမယ်ဒီသားဒီသမီးကမကြည့်ပြူရင်တန်ရာရသွားခဲ့တာပါပဲသားသမီးကမကြည့်ပြူရင်ဘယ်မိဘကမှစိတ်မချမ်းသာပါဘူးသားသမီးတွေကြည်ပြူမှမိဘဆိုတာစိတ်ချမ်းသာရတာပါဒါကြောင့်မိဘကိုလှုပ်ကြွေးနေတဲ့သားသမီးတွေအနေနဲ့အချိန်တန်ရင်လားစာလေးထုတ်မိဘစီကိုငွေပို့ပေးုံတင်မလုံတော့ပဲမိဘစိတ်ချမ်းသာအောင်အားငယ်စိတ်တွေမဖြစ်အောင်နှွေးထွေးကျင်နာမှုရှိတဲ့စကားလေးတွေပြောဖို့လိုအပ်တယ်ခွန်အားပေးတဲ့စကားလေးတွေကိုလည်းပြောပေးဖို့လိုအပ်တယ်ဆိုတာညီကိုမောင်နှမတွေကိုစကားလက်ဆောင်ပေးခြင်းပါတယ်အားလုံးပဲကျမ်းမာချမ်းသာကြပါစေ